ဒါချာပြီးတော့မှရက်သွားတယ်သမီးအဲ့ဒီ၃ခုနဲ့ပုံစံတစ်ဖြစ်တဲ့တိကနေရက်သွားတယ်နေခဲ့တော့ငါသွားတော့မယ်ဆိုတာမျိုးလို့ရက်သွားတာဟာလေအန်ဒီရှိပါတယ်နောင်တော့အခါသွေးမြင့်လေးမြင့်ဆိုတာဖြစ်တတ်ပါတယ်တွန်ပြီးတော့စုံတဲ့သူကြတော့လည်းပဲပြန်ပြီးနလန်ကိုမထူတော့ပဲနဲ့ဟဲတခါတည်းကိုဟိုတော့ကဥပဒေတမျိုးအခုတော့ဖြင့်သွေးစုံကင်လိုက်တာကျွန်းစုပ်ပြတဲ့တရက်စီလိုပဲလို့ပြောတယ်သမီးရဲ့ဟုတ်ပြီသမီးအဲ့ဒီမှာလဲလေကျွန်းစုပ်ပြတဲ့တရက်စီဆိုတာကစီလေးမတွေးလို့တွေးကြည့်ရင်ပြောင်းသွားတယ်ဆိုတဲ့အနဲ့အတိတ်ပဲပေါ်တယ်ဘယ်လိုတွေပြောင်းသွားတာလဲလို့မင်းစပင်းလေးကျွတ်ပြီးပြောင်းသွားတာပေါ့သမီးသွေးစုံကင်ပြီဆိုရင်သွေးစုံတော့မဲ့အမျိုးသမီးများရဲ့လက္ခဏာသုံးခုဆရာကြီးပြောချင်ပါတယ်တစ်ကပူတုံချမ်းတုံဆိုတဲ့စကားနားလည်ရပါမယ်ပုံမှန်လူကချမ်းနေချိန်မှာကိုကရက်ခတ်နေခြင်းတယ်ပုံမှန်သူကအိုက်နေချိန်မှာကိုကအနွေးတွေနေခြင်းတယ်အဲသွေးစုံမဲ့သူရဲ့လက္ခဏာနှစ်စိုးရင်စိတ်ဒီအားငယ်စိတ်ဒီစိတ်တက်ကြစိတ်ဒီဝမ်းနေစိတ်ဒီပေါ်လာရင်အဲ့ဒါသွေးစုံကနေရဲ့လက္ခဏာပါပဲသူအသားအရည်တွေပြောင်းလာတယ်ဖောတတ်ရောင်တတ်အန်တတ်တယ်နောက်တစ်ခုကကိုယ်ပေါ်မှာမဲ့အနီတို့တင်းတိတ်တို့ကြာစုတို့သဘူတို့ထွက်လာတတ်တယ်နောက်ဆုံးအချက်ကတော့သိထင်ရှားတဲ့သွေးစုံကနေပြီဆိုရင်ရှေ့ကအဖြစ်လေးတွေပြန်ပြောရင်စီယာပတ်ကုန်းပြောနေတဲ့အခုလောလောဆယ်တော်တော်ကြီးကင်ပြီးတော့ပြောလို့ရှာမျက်မှန်ကြီးတက်ထားပြီးမျက်မှန်ပြောလို့ရှာဒါဖြင့်အဲ့လိုသွေးဆုံးတာအတွက်ကာကွယ်ပြီးသားဖြစ်ကုသပြီးသားဖြစ်အောင်ဘာတွေစားရမှာလဲဆိုတာလေးဆရာကြီးပြောချင်ပါတယ်ဟုတ်ပြီအဲ့ဒီမှာစားရမှာနဲ့ရှောင်ရမှာကိုတွေးပြီးပြောချင်တယ်ဖန်ချိုတွေကိုရှောင်ရတယ်ဖန်ချိုတွေဆိုတာဘယ်လိုအားလဲလို့မေးရင်ဇီးသီးတို့မာလကာသီးတို့ဒညင်းသီးတို့ဂွေးကြိုသီးတို့ရေရှည်ကန်အစာတို့အဲ့ဒီလိုအစာတွေဓာတုပစ္စည်းပါတဲ့အစာတွေကိုဒီရွယ်မှာတက်ရက်လေးနဲ့သွေးမဆုံးမီတစ်နှစ်လောက်ကျိုးပြီးတော့ရှောင်ထားတင်ပါတယ်အဲ့ဒီလိုရှောင်တဲ့အချိန်မှာဘယ်သူစားမလဲလို့မေးရင်အခါရဲ့အပွင့်လေးများကိုမှန်စားသုံးတင်ပါတယ်ခါတဲ့အပွင့်ဆိုတာမသိလို့သာကြော်ကြတာဖော်စားခြင်း12ရာသီရှိတယ်12ရာသီဘာကြောင့်ရှိလဲလို့မေးစောင်းရာသီမှာပွင့်လာတဲ့မလွှပွင့်ဖက်တန်းပွင့်ဂွေးတောက်ပွင့်အဲ့လိုအပွင့်လေးတွေဧကကြီးပွင့်ငရမ်းဘဒူပွင့်အဲ့လိုအပွင့်လေးတွေအချောက်လှမ်းထားပြီးနှစ်ပေါက်သုံးနိုင်ပါတယ်လို့ပြောချင်ပါတယ်အဖန်ကိုရှောင်းအခါအပွင့်လေးတွေကိုမှန်စားရဲ့ရာသီသွေးဆုံးတာတိတ်စိတ်ချရတယ်တက်ရဲ့နဲ့ကိုတခါတည်းကိုမိုးဦးသေးတဲ့သူအပြူလေးနဲ့တူမှာပါနောက်တစ်ချက်ကရာသီသွေးမှန်သားလို့ရင်မှန်တယ်ဒါမဲ့သတိထားပါကြံသွားတာဘာကြောင့်ကြံသွားလဲလို့မေးရင်နောက်ဆုံးရက်လောက်ကြာလို့ရှိရင်တိတိတတိုင်းနဲ့ခေါင်းလျှော်ချလိုက်တာပါပဲဘာကြောင့်လဲဆိုရင်နောက်နေ့မှာပွဲလန်းသဘင်ရှိရဆိုတော့ကောသွားစရာလဲစရာရှိရဆိုတော့ကောကြာရှည်စိတ်မစင်းကြံတော့ခေါင်းလျှော်ချတဲ့အဲ့ဒီအရွယ်ရလာတဲ့40ကျော်50တွေဟာခေါင်းလျှော်မတက်ထားကြောင်းသွေးဆုံးကင်တာလည်းပဲရာနှုန်းတော်တော်များပါတယ်နောက်တစ်ချက်ကတော့ရာသီပေါ်ချိန်မှာစိတ်အပင်ပန်းခံတယ်နော်တွေးလိုက်လို့ရှိရင်မအေးတာတွေတွေးသမျှဆွေးနေရတယ်အဲ့ဒီစိတ်ကဖြီးစည်းမှုရုပ်ပိုင်းဆိုင်ရာမှာအလေးအပင်ကိုငေစရာလို့ခါကုန်းပြီးတော့ညှစ်မတာတို့နော်တွန်းတာတို့ကိုတွေးစိုးညင်မှာအထူးရှောင်ရပါမယ်အေးဒါဆိုလို့ရှိရင်ခုနကတော့အခါအပွင့်လေးတွေကိုတုပ်စားသလိုအဲ့ဒီပြုတ်စားသလိုသို့မဟုတ်ဟင်းကြီးချက်စားသလိုအနည်းဆုံးချင်ချက်စားလဲတဲ့ဥမာကနဖောရွက်လို့ဆိုရင်ချင်လေးချက်စားရင်သိတ်ကောင်းတာဒါဖြင့်ဘာလေးဆောင်ရွက်ဖို့ကောင်းသေးလဲလို့မင်းဒီရွယ်မှာတင့်နဲ့လေ့ကျင့်ခန်းလေးတခုမျှတတဲ့လေ့ကျင့်ခန်းလေးဆောင်ရွက်တင်ပါလေချွေးလေးဆို့လာမယ်ရေချိုးကနေတယ်မှန်လုပ်တင်ပါလေလမ်းလေးလျှောက်ပေးမယ်သိတ်ကောင်းတဲ့အသက်ရှူလို့လည်းရတယ်အဲ့ဒီလိုတင့်မျှတတဲ့လေ့ကျင့်ခန်းလေးလည်းမှန်လုပ်မယ်အခုဆရာကြီးအကြံပေးတဲ့တင်ပြချက်လေးတွေကိုဆောင်ရွက်မယ်ဆိုရင်တော့ကျမ်းမာခြင်းနဲ့ညီညွတ်လာပါလိမ့်မယ်လို့ဆရာကြီးကူညီလမ်းညွှန်ပြောကြရင်ညီကုန်းချိုးလိုက်ပါတယ်